ခန္ဓာကိုယ်တိုက်ထဲမှာပဲသူတညတာအတွက်အိတ်ထိုင်ဖို့နေရာခင်းကျင်းရှင်အနန္ဒာကပြင်ပေးတယ်သို့တော့ရှိခိကရတော့ရအိတ်ဆက်နာနေတာမဟုတ်တရားထုတ်နေကြတာဖြစ်တယ်ညလုံးပေါ့အဲ့တော့မြတ်စွာဘုရားကလည်းပဲသဘာဝဝင်စားပြီးတော့နေတယ်ညောင်းညရင်တော့ခဏခဏလဲလျောင်းမှာပေါ့အဲ့ဒီလိုတညတာကမ္မထာနှလုံးသွင်းရင်မြတ်စွာဘုရားနဲ့အတူခန္ဓာကိုယ်တိုက်ထဲမှာနေထိုင်ပြီးနာနဲ့မိုးတော့ဆိုတာအရုံမတက်ခင်အယောင်ကလေးကအရင်ဖြူလာတယ်နော်မောင်းနေတဲ့အမောင်ကပျောက်သွားပြီးတော့ဖြူရောက်လေးရောက်လာတယ်အဲ့ဒါကိုမိုးတော့ချိန်လို့ခေါ်တယ်နော်အဲ့ရတာပြင်းတဲ့ပုဂ္ဂိုလ်တွေကမိုးတော့ချိန်ပြတော့မှတွေ့မှာမဟုတ်ဘူးနော်မိုးတော့ချိန်မတွေ့ဘူးတချို့ကဒီထွက်မှထားတာကိုအဲ့တော့မိုးတော့ချိန်ဆိုတာအရုံမတက်ခင်နေပါအမောင်ကရော့ပြီးတော့အဖြူရောက်တန်းလာတဲ့အချိန်ကိုမိုးတော့ချိန်လို့ခေါ်တယ်မိုးတော့ပန်းလို့မိုးတော့ငှက်လို့ဆိုတာအဲ့ဒီကနေလာတာလေမိုးတော့ချိန်မနေ့ကငှက်ကလေးတွေထားအော်ပြီးအဲ့ရအဲ့ဒီအော်ရတယ်အဲ့ဒီချိန်လေးကိုပြောတာအဲ့ဒီမိုးတော့ချိန်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကလည်းပဲယနာတော့တိဒီအထငယ်ထယဟန်ကလည်းထအချိန်ပါမြတ်စွာဘုရားကသူ့ကိုတိုက်တွန်းတယ်ဘာသုဒ္ဓနေရတယ်လေကဲတရားဟောစာမှာမြတ်စွာဘုရားဟောတဲ့သုဒ္ဓနေတယ်ပါသူကနှုတ်တဲ့ရတဲ့သုဒ္ဓမောကအထက်ကဝက္ခိကဆိုတဲ့သုဒ္ဓသူရထားတယ်နော်အဲ့တော့ဂဏိခေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်သုဒ္ဓနိဗ္ဗာန်ပါဠိတော်မှာအထက်ကဝက်ကမှာသုတ်ပေါင်းဘယ်လောက်ရှိတော့ဆိုရင်16သုတ်ရှိတယ်အဲ့ဒီတော့ကဒီ16သုတ်ဟုတ်သလားမဟုတ်ဘူးလားတော့မသိကြဘူးနော်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအထက်ကဆိုတာအတိပ္ပယ်ကရှစ်ခုအစုလို့အတိပ္ပယ်ရတယ်ကအစုနော် group of 8ဒီခါထားရှစ်ခုကိုဒီအုပ်စုတစ်ခုထားတာဒီသုဒ္ဓတစ်ခုမှာခါထားရှစ်ပုတ်ပါတယ်အဲ့ဒီရှစ်ပုတ်ပါတဲ့သုဒ္ဓတွေကိုစုထားလို့အထက်ကဝက်ကလို့ခေါ်တာနော်ဒါတွေကအိန္ဒိယနိုင်ငံမှာတော့သိမဆန်ဘူးတိကျန်နေပါလေဆိုလို့ရှိရင်ဥမာမဲ့ဂါထာတရားနဲ့ဖွဲ့စားတာကိုစတကလို့ခေါ်တယ်သူတို့ဟာနော်စတကဆိုတာတရားအစုလို့ပြောတယ်အဲ့ဒါကိုအစုတစ်ခုဖွဲ့ထားအခုအထက်ကဆိုတာရှစ်ခုအစုကာရဘုံပေါင်းရှစ်ခုအစုဆိုဒီကနေ့ခေတ်မှာလေ့လာကြည့်လိုက်တဲ့အခါမှာအထက်ကဝက်မှာသုတ်ပေါင်း16သုတ်ရှိတယ်အဲ့ဒီ16သုတ်ထဲကတချို့သုတ်တွေတချို့ဝက်တွေပေါ့ဝက်ကဆိုတာအစုကိုပြောတာနော်အစုဖွဲ့ထားတာဝက်ကအဲ့ဒီဝက်ကဆိုတဲ့အစုအထက်ကဝက်ကထဲမှာသုတ်ပေါင်း16ခုရှိတယ်တသုတ်လင်း8သုတ်8ခါထပုတ်8ပုတ်နဲ့စုထားတယ်အဲ့တော့သို့တော့အခုပထမဆုံးကာမသုတ်ဆိုတာတော့ပထမဆုံးကကာမသုတ်အဲ့ဒီကာမသုတ်မှာတော့6ပုတ်ပဲပါတယ်8ခုမပြည့်ဘူးအဲ့ဒီနောက်မှလာတဲ့ခုဟထကတို့ပရမတ္ထကတို့အဲ့ဒီသုတ်တန်တွေက4-5သုတ်လောက်ကတော့8ခုစီတယ်ပဲဖွဲ့စည်းထားတယ်8ခုစီတယ်ဖွဲ့ထားကျန်တဲ့သုတ်တွေကတော့8ခုမကဘူးမကရတဲ့ရှိတယ်အဲ့တော့ဒီကနေ့ကအထက်ကဝက်သုတ်ပေါင်း16သုတ်ထဲက8ခုပါဝင်တဲ့သုတ်လေးတွေကိုရွေးထုတ်ပြီးတော့ဟောပြနော်ပထမဆုံးကကာမသုတ်လို့ခေါ်တယ်အဲ့ဒီကာမသုတ်ကလည်း8ခုရှိတယ်ခန္ဓာပုတ်ပေါင်း6ခုရှိတယ်နောက်ဒုတိယသုတ်ကြတော့ပရမတ္ထကတို့ခုဟထကတို့ပရမတ္ထကတို့အဲ့ဒီသုတ်တွေကြတော့8ခုစီပဲနော်အဲ့ဒါလို့ရှိတယ်ဒီ
ဒီကာမတုတ်မှာတော့ခန္ဓာကရှိဖို့မပြေဘူးရှိဖို့မပြေဘူး6ပုဒ်နဲ့ပဲဆုံးသတ်ထားတယ်ပေါ့အဲ့လိုမြတ်စွာဘုရားကိုယ်တိုင်ဟာတရားဟောပုဂ္ဂိုလ်တွေမဟုတ်ဘူးတရားနာတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဘုရားကိုယ်တိုင်ကတရားနာတယ်အလေးနဲ့ထပ်ပြီးနာတာငါဟောတဲ့တရားငါသိပြီးသားလေဆိုပြီးတော့မနာတာမရှိဘူးမြတ်စွာဘုရားတရားဟောရင်လေးလေးစားစားနားထောင်တယ်ဒါအတူယူစရာအားကြစရာပဲနော်တရားနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကဘလောက်လေးစားတော့ဆိုရှင်အနန္ဒကိုပြောခဲ့တဲ့ဒီပြိဋိဘသံဃာနီမှာပြောခဲ့တဲ့စကားတွေကအလုံးမှတ်သားစရာကောင်းတယ်မြတ်စွာဘုရားကဘာမိတ်ရှိခဲ့တော့ဆိုမယအနန္တဓမ္မောတေတိတောအနန္တရအဘာဟိရကတဝနထအနန္တဓမ္မေတုအစရိယမုတ်တိအထိအဲ့တော့မြတ်စွာဘုရားဆိုလိုတာကအနန္တတရားနဲ့ပတ်သက်ပြီးတော့တဲ့ငါကအတွင်းအပြင်ခွဲခြားပြီးတော့မဟောခဲ့ဘူးလေနော်ဆိုလိုတာကဒီတရားကအတွင်းလူပဲဟောမယ်ဒီတရားကအပြင်လူကိုဟောတာတချို့ဘာသာတွေမှာတရားတိုင်းကိုလူတိုင်းကိုဟောတာမဟုတ်ဘူးနော်အတွင်းလေရွေးစင်တပည့်တွေကိုသာဟောတဲ့တရားpublic မှာဟောတဲ့တရားလို့နှမျိုးခွဲတယ်ဗုဒ္ဓမှာတော့အဲ့လိုမရှိဘူးတဲ့ရသော်ဗျာမယတမောတိတိတောအနန္တရအဘာဟိရံကတဝငါဟာအတွင်းပြင်ခွဲခြားပြီးတော့တရားကိုမဟောဘူးတဲ့အလုံးတကြီးတွေဟောတယ်လို့ပြောတာနော်နထနန္ဒဓမ္မေတုအစရိယမုတ်တိငါမှာဒီမဟောပဲနဲ့လက်ထဲမှာဆုပ်ကိုင်ထားဘူးသူများကိုမပြောဘူးကိုသိတာအကုန်လုံးမပြောဘူးတခွဲချန်ထားတာမရှိဘူးလို့ပြောတယ်အစရိယမုတ်တိဆိုပြောတာတော့ဆိုရင်ဆရာတွေကတပည့်ကိုသိပေးတဲ့အခါပါအကုန်လုံးမသိဘူးအကုန်လုံးသိရင်တပည့်တွေကဆရာတဲ့တော်သွားပါဆိုလို့ဆရာတွေကအစရိယမုတ်တိဆိုတဲ့သူတို့ထဲမှာဆုပ်ကိုင်ပြီးတော့ရှုပ်ဝဲထားတာခြံထားတတ်တယ်ဘယ်ပညာရက်ပဲဖြစ်ဖြစ်အဲ့ဒီခေတ်ကအကုန်မပေးဘူးတပည့်တွေနော်တပည့်ကဆရာတဲ့တာပါမဆိုလို့ဆရာတွေကလက်သီးစုပ်ထဲမှာသိမ့်ထားတဲ့တရားရှိတယ်အဲ့ဒါကိုအစရိယမုတ်တိလို့ခေါ်တယ်နော်အစရိယမုတ်တိခြံထားတယ်မြတ်စွာဘုရားကအဲ့ဒါကိုရည်စူးပြီးပြောတာဓမ္မနဲ့ပတ်သက်ပြီးငါမှအစရိယမုတ်တိခြံထားတာတခုမှမရှိဘူးအကုန်ဟောတယ်ဘာမှမကြောက်သိလိုက်တဲ့တရားမှလည်းများအကုန်ဟောတယ်ဘယ်ချက်လေးဖြင့်ရှုပ်ဝဲထားတယ်လို့မရှိဘူးလို့မြတ်စွာဘုရားအဲ့လိုရှင်နန္ဒကိုမိန့်ကြားခဲ့တယ်အဲ့တော့မြတ်စွာဘုရားဟာတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်တိုင်လည်းဟောတယ်ကိုဟောတဲ့တရားကိုလည်းပဲတလေးတစားပြပြီးတော့နာယူတယ်နာပြီးတဲ့အဆုံးမှသာလို့ခေါ်တယ်ခုနကရှင်သောနာကိုဟောခိုင်းတဲ့အခါရှင်သောနာကဒီအထက်ကဝက်ကသုတ်တန်တွေကိုသူရတဲ့အတိုင်းနှုတ်တဲ့ရထားတဲ့ရတဲ့အတန်နဲ့ပရိယုတ်တို့ပေါ့နော်မြတ်စွာဘုရားရှေ့မှာရွတ်ဆိုပြီးတော့ဟောကြားတယ်ပြီးတဲ့အခါမြတ်စွာဘုရားကတာရုခေါ်တယ်တာရုခေါ်ပြီးတော့ချီးမွမ်းတော့နော်ဒါသူဟောတဲ့တရားပဲကိုဟောတဲ့တရားကိုကိုပြန်နာပြီးတာရုခေါ်တယ်ဆိုတဲ့သုတ်တန်ဒီသုတ်တန်လေးပဲဖြစ်တယ်ဒါကြောင့်မို့ဘုရားကိုယ်တိုင်နာကြားတဲ့သုတ်တန်တရားပြအားဆိုဒါကိုဒီနေ့နာယူမှတ်သားကြရအောင်နော်ဒီကနေ့စာပေမှာအထက်ကဝက်ကမှာ16သုတ်ရှိတယ်အဲ့ဒီ16သုတ်တွေကပထမသုတ်ဖြစ်တယ်ကာမသုတ်ကနေစပြီးတော့ဟောမယ်ကာမသုတ်ကခရပုတ်ပေါင်းဟာနော်ခရပုတ်ပေါင်းက10ခုမပြည့်ဘူး6ခုပဲရှိတယ်အဲ့ဒါလေးကိုအာယုံစိုက်ပြီးတော့နာကြည့်
ကာမဆိုတဲ့စကားလုံးကြီးရဲ့အဓိပ္ပာယ်ကိုအရင်ပြောပြမယ်ကာမဆိုတာလူချင်းစရာအာယုံကိုကာမလို့ခေါ်တယ်နော်လူချင်းစရာအာယုံတွေကိုလူချင်းစရာတွေကိုတွက်ကြည့်မယ်ဆိုရင်နာမည်နဲ့ပြောမယ်ဆိုရင်မကုန်တော့လူတွေပြောရွှေလိုချင်တယ်ငွေလိုချင်တယ်အိမ်လိုချင်တယ်ပတ်စံလိုချင်တယ်ကားလိုချင်တယ်ခဏခေတ်ဆိုရင်လူချင်းစရာဆိုတဲ့အများကြီးပဲကိုယ်အောင်ပြောလို့မရနော်ကိုယ်အောင်ပြောလို့မရတော့5မျိုးနဲ့ပဲပြောအောင်ကိုယ်အောင်ပြောရင်5မျိုးနဲ့ပြောအောင်ဘာလို့ဆိုရင်မျက်စိနဲ့မြင်ရတဲ့နှစ်သက်စရာအာယုံနားနဲ့ကြားရတဲ့နှစ်သက်စရာအသအာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့နှစ်သက်စရာအနံ့အာယုံလျှာနဲ့လျှရတဲ့အယတာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုံအဲ့ဒါကိုကာမလို့ခေါ်တယ်ဒါကုန်သွားပြီမကြမ်းတော့ရွှေနဲ့ငွေနဲ့တိုက်တဲ့ကားနဲ့လူသုံးပစ္စည်းတွေနဲ့ပြောမှဆိုရင်တနေ့လုံးပြောလဲကုန်မှာမဟုတ်နော်ကုန်မှာမဟုတ်အဲ့ဒါကြောင့်မို့လူချင်းစရာအာယုံ5မျိုးလူချင်းစရာအာယုံ5မျိုးအဲ့ဒီဟာကိုကာမလို့ခေါ်တယ်အဲ့ဒါကဝတ္ထုကာမလူချင်းစရာပစ္စည်းဝတ္ထုတွေအဲ့ဒီလူချင်းစရာပစ္စည်းဝတ္ထုတွေကိုလူချင်းတယ်ဆိုတဲ့တဏှာကတစ်ခုအဲ့တော့ကာမဆိုတာလူချင်းစရာအာယုံဝတ္ထုတွေကဝတ္ထုကာမအရာဝတ္ထုတွေလူချင်းစရာတွေအရာဝတ္ထုတွေအဲ့ဒီအရာဝတ္ထုတွေကိုလူချင်းတဲ့တဏှာကိုလည်းကာမလို့ခေါ်တယ်အဲ့ဒီကာမကကိရိတာကာမအဲ့တော့ကာမ2မျိုးရှိတယ်ညမလူရှိပြောမယ်ဆိုရင်လူချင်းစရာနဲ့လူချင်းတာလူချင်းစရာကပစ္စည်းဝတ္ထုလူချင်းတာကတဏှာဆန္ဒအဲ့တော့ဒီ2ခုစလုံးကိုကာမလို့ခေါ်တာပဲဘာလို့ဆိုခွဲလို့မရဘူးလေလူချင်းစရာတစ်ခုတည်းတည်းမဟုတ်ဘူးလူချင်းစရာကိုလူချင်းတာအဲ့ဒီ2ခုပေါင်းထားတာအဲ့ဒါကိုကာမလို့ခေါ်တယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟောထားမယ်ဆိုတာလေးကိုကြည့်ခါထာလေးတွေနဲ့ဟောထားတာဆိုတော့စကလုံးကကျင်းနေအကျဲချက်လိုက်မယ်ဆိုရင်အများကြီးပဲရှေ့တုန်းကဒီကာမတုတ်တံနဲ့ပတ်သက်တဲ့အထက်ကဝက်ကမှရှိတဲ့တုတ်တွေအလုံး16တုတ်ရှိတယ်အဲ16တုတ်လုံးကိုဖွင့်ဆိုထားတဲ့ပါဠိကျမ်းတစ်ကျမ်းရှိတယ်ဘသူရေးတယ်ဆိုတာမပါဘူးပါဠိတော်အစဉ်နဲ့ပဲပါနေတယ်နော်ဘသူရေးတာမပါဘူးဆိုတော့ဘုရားကိုယ်တိုင်ရှင်းဟောခဲ့တာလို့ပြောလို့ရတယ်ပေါ့နော်သို့မဟုတ်ရှင်သာရိပုတ္တရာတို့ရှင်မကိစ္ဆာနာတို့အဲ့လိုဟောကြားရှင်းလင်းတတ်တဲ့ပုဂ္ဂိုလ်တွေရှင်းခဲ့တာသူကပါဠိတော်အစဉ်နဲ့မှပါတယ်ဟိုအထက်ကတာပုံစံရေးထားတာအဲ့ဒါကိုမဟာဒိဋ္ဌိတမဟာဒိဋ္ဌိတပါဠိလို့ခေါ်တယ်အဲ့ဒါမဟာဒိဋ္ဌိတပါဠိကအထက်ကဝက်ကရှင်းပြီးတော့ဟောထားတယ်သုတ်ချုပ်ကိုရှင်းပြီးတော့ဟောထားတာနောက်သုလနိဋ္ဌိတကြတော့ပါရဏဝတ္တဝတ္ထကိုရှင်းပြီးတော့ဟောထားတာအထက်ကတာပုံစံနဲ့ဒီကနေ့မဟာဒိဋ္ဌိတပါဠိမှာဖွင့်ဆိုထားတဲ့ကြည့်ပြီးတော့ဟောပေးမယ်နော်အဲ့တော့ပထမဆုံးခါထာကအာရုံဆိုကာမံကာမယနတ္တစေတံသမိတ်စတိအတ္တပိတိမနောဟောတိလတ္တမစ္စောယထိစတိကာမံလူချင်းစရာအရာဝတ္ထုဟုသမျှကိုကာမယနတ္တလူချင်းတောင်းတ၍နေသောတတ္တထုပုဂ္ဂိုလ်အားဣတံထုလူချင်းနဲ့အရာဝတ္ထုသည်သမိတ်စတိလူချင်းနိုင်အပြည့်စုံရတယ်ဆိုရင်နဲ့မစ္စောတရဝဟာလတ္တကုလူချင်းနာကိုရပြီးတဲ့နောက်
Miso Tadwaha Ya Basadi Yada Basadi Yadasadi Kulin Kulujina Lada Ya Pide Kama Ada Padimano Tegeko Wanda Chinure Seti Hodifi Ta Shishin Libyota no Ta Zagaloya Debe Utakujim Yobara Pamalu Shim Yome Solution Luginari Yade Bukuha Luginari Yame Solution Kulujina Yade Bukureha Wanda Chidujare Da Homo Gosenati Kulujina Yare Lupiore de Tapiora Shishin Kulujina Yae Wanda Chidu Mube Da Loga Ye Tabawa Upiabara Ero Sanjimegule Kwa Naleam Lugina Yae Wandare Lugina Mayae Mapsit Erilla no Lugina Yalushi Wandare Lugina Mayae Sissin Ero Lugina Yae Wandare Tita Mure Psimamo Loga Yetwaga Ero Tibermaga Dalima Misobiaga Lugin needed Bugudia Kulugina Yavi Sui Wamia Wanda Shinlan de Drabido at the city pity. So we wrote that Kama Lucin the Yasuda Konapjogere Parile Sura Quabiare Kama no Netan China Pue Kaune Saint Ayo Lucin the Yasura Yasidema Patara Pseteha Narema Tanjala Lucy China de Ya Nakaunega Naya Chiduya de Ya Salaya do Yada Kain Chidu de Ya Kanagoa Tidwi like de Kama Sichana Muyare Ya Era de Ukama do Kore Erima Nene Chevi of Yola Lucy no Wokonsala La Lady Go wait at it, there is a lady. Jury, Noiri, Lady, Yari, Sweeting, Weedy. You are so only. The deed Gila do the Jara type beauty, so the body. Sweet idea, wheat idea. Chinasa Kona, Alo, loses the Ayam and the Mia. Come away. Shadu, Anna, losing a book, Yadu got the come away. Anna, losing, look. Anna Memovi to cut out the book. Lucina later. Lucina book, and the Yayan China de Mayan to cut out my tave. No, Erocama Sura Kulujina. Erajamunu T. Mahanedi that Balijara, Quavi of Yora. Lucin the Asura Barido. Shooting weedy. Pursue to the Lady Yari. Beauty, cookies, young load of beauty, sweetie, Eraria, Lucia, Eri Lucin the Ari go to Camado Core. Eri Camaria, and they don't let Dave, a cooler sheep while let Dave, pay up, but when and all let Dave, pay up when we now let Dave, but my people let Dave, the child animal let Dave. I don't think I listen to Kava Loma Shani that Ave. Truthfully. No. I don't lose in each other. I got ready to Baba Shibu. Kamaria, Buso. Neither Sakone. A yaw to him and the Yakama. Eri, a yaw to the Aduatu, neither say a county up Setolebe. Kirita so that Lucin net. Tanaga Tanaba Chibi Reaction. No? Eritana Shipungu Mahanedi the body by Tevi Babiotaro. At the Tankama Debulan, Tingapa Kama Saidi. Lucin net say Habachom Chetal. Lucin net Tana Bajom Chetal. Do we look Chetal? Lucin there, call like that. Nitasia call like that, Yanusia call like that. Taya, you know, you're the Ajive, so Eddie at Duiha.
လူချင်းချင်းရဲ့ပင်မအကြောင်းတရားပဲတဲ့မတွေးပဲမသိတဲ့လူကဘယ်လိုလုပ်လို့ချင်ဥပမာမဲ့ဒူရင်သိမစားဘူးတဲ့လူကဒူရင်သိရှီမန်းတော့မသိတဲ့လူကဘယ်လိုလုပ်ဒူရင်သိစားကြစိတ်ပေါ့နော်ဒူရင်သိစားကြစိတ်ပေါ့ကိုမတခါမှမတွေးဘူးတဲ့အာယုတခုလိုချင်တယ်ဆိုတာမရှိဘူးလေကိုကြုံမှုတွေ့ပြီးသားတွေတဲ့လိုချင်ကြတာလူတွေကအဲ့ဒါကြောင့်မို့လို့ဒီကာမဆိုတာလူချင်းတဲ့ဆန္ဒဟာကြံတွေးမှုကြောင့်ဖြစ်ပေါ်လာတာဒါကြောင့်ဘယ်တော့မှမတွေးနဲ့လူချင်းတဲ့အရာတွေကိုသွားပြီးတော့မတွေးနဲ့တွေးရင်လူချင်းလာမှာပဲနော်တရံဥစ္စာကရလူအာနာရဖို့ဘယ်တော့မှမတွေးဘူးသူခွက်ထဲထမင်းလေးရှင်ပြီးရောအဲ့ဒါအတွက်သူစိတ်ဆင်းရဲစရာမလိုတော့နော်သူကဒါလေးစဉ်းစားမှမဟုတ်ဘူးအဲ့တော့အိတ်ကောင်းခြင်းအိတ်ရစားကောင်းခြင်းအကယ်၍သာသူမရတာတွေကိုတွေးတောကြသိနေမယ်ဆိုရင်သူလည်းအိတ်ကောင်းခြင်းအိတ်ရမှာမဟုတ်ဘူးစားကောင်းခြင်းစားမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အတ္တတံကာမတေဘူးလားလူချင်းဆန္ဒဖြစ်ခြင်းရဲ့အကြောင်းရင်းကတခြားမဟုတ်ဘူးတဲ့မင်းတွေးလို့ဖြစ်တာလူချင်းနဲ့စိတ်နဲ့တွေးလို့ဖြစ်တာမတွေးနဲ့တွေးတဲ့လူကရန်တောင်ဖြစ်တယ်လေနော်လောကမှာထီထိုးတာပြီးတော့ရံဖြစ်ကြတာလည်းရှိတယ်ထီပေါက်ရင်ငါတဝက်ပေးဆိုဘာလို့ပေးရမှာလို့ထီကမပေါက်သေးဘူးမပေါက်သေးတဲ့ထီပေါ်မှာရံဖြစ်ကြတယ်နော်ရံဖြစ်ကြတယ်အဲ့တော့မရသေးတဲ့အရာတောင်မှပဲသူကတွေးပြီးတော့တွေ့တာတတ်တယ်နော်တွေ့တာတတ်တယ်အဲ့ဒါကြောင့်မို့လို့ဒီကိလေသာကာမဆိုတဲ့ဟာကိုဖယ်ရှားဖို့လိုအပ်တယ်ပေါ့အဲ့ဒီကာမဆိုတာဝတ္ထုကာမတွေကိုလိုချင်တဲ့ကိလေသာကာမရှားရင်တော့ကျင့်တယ်တဲ့မရရင်ဒုက္ခရောက်တယ်အဲ့ဒါတွေကိုရှင်းပြီးတော့ပြောတာအဲ့တော့ကာမဂုဏ်အာယုန်တွေကိုလိုချင်လို့ရှားကြဖွေကြတဲ့ပုဂ္ဂိုလ်တွေဟာတက်တာနဲ့ရှားရလားဆိုဘယ်ဟုတ်မှာတော့ဆင်းရဲဒုက္ခအမျိုးမျိုးရင်ဆိုင်ပြီးတော့ရှားကြတာလေဒါကြောင့်မို့ကာမအာယုကိုလူချင်းပြီးဆိုရင်ဒုက္ခမျိုးစုံနဲ့ခံရတယ်ရရင်တော့ဝန္တချီနုတယ်မရရင်စိတ်ဆင်းရဲမှုဖြစ်တယ်အဲ့တော့ဒုတိယကထာကိုကြည့်အောင်နတ္တစေကာမယနတ္တကာမယနာဆိုတာကာမကိုကာမဆိုတဲ့စကားလုံးကကမှုတတ်ကနေပြီးတော့ထွင်ထားတဲ့စကားလုံးကရိယာပုတ်ဆိုရင်ကာမေတိကာမယတိလို့နေပစ္စည်းနေရပစ္စည်းနဲ့ဆက်ထားတာဒါကြောင့်မို့ဒီမှာမာနနဲ့ဆက်လိုက်တဲ့အခါကျတော့မာနပစ္စည်းရဲ့ရှေ့ပါနော်ရပါနေရပစ္စည်းပါထည့်တာတော့ပစ္စည်းနှစ်ထပ်နဲ့ပုတ်လို့ခေါ်တယ်ဒါနော်ကာမယနတ္တကမှုတနေရပစ္စည်းမာနပစ္စည်းနှစ်ခုနဲ့မာနနဲ့ဒါကပါဠိတိဆောပုံကိုပြောပြတာကာမယနတ္တမဟုတ်ဘူးကာမယနတ္တကာမယကာမေတိကာမယတိလို့ချင်တယ်အဲ့ဒါကိုနံပုတ်လုပ်တဲ့အခါမှာကျတော့ကာမယနာကာမယမနောကာမယံတော့အဲ့ဒီလိုပုတ်လေးစကလုံးနေဖြစ်လာတယ်အဲ့ဒါကြောင့်မို့တတ္တစေကာမယနတ္တသန္နဇာတတ္တသန္တုနောတေကာမပရိဟာယန္တိသန္နဝေတောဝရောပတိဟုတ်ပြီတို့ကျင်တာတွေရတဲ့အခါကျတော့စိတ်တွေကကြည်နူးတယ်အဲ့တော့အဲ့ဒီလူကျင်တာတွေကိုကာမယမနကာမယနတ္တလူချင်းတန်တာ၍နေသည်ဖြစ်၍သန္နဇာတတ္တလူချင်းနဲ့သန္တာတွေဖြစ်ပေါ်လျက်ရှိတယ်တတ္တသန္တုနောသူပုဂ္ဂိုလ်မှာဧကာမသူရထားတဲ့နှစ်သက်စရာအာယုံလူချင်းစရာတွေဟာစေပရိဟာယန္တိအကယ်၍ဆုံးရှုံးသွားမယ်ဆုံးယုတ်ပြပြသွားမယ်ကိုရထားတာတွေကလည်းဆုံးရှုံးသွားနိုင်တယ်သို့မဟုတ်ရတာကိုလိုချင်တာမရတာလည်းဖြစ်နိုင်တယ်နော်
ရပ်ပြီးတော့မှလည်းလက်လွတ်ဆုံးရှုံးသွားနိုင်တယ်စေပရိဟာယန္တိအကယ်၍ဆုံးရှုံးသွားမယ်ရုပ်လျော့သွားမယ်ဆိုရင်ဘာဖြစ်တယ်တန်လဝိတောဝရုပ္ပတိရှင်ဘတ်ဧဝကိုမြာစုခံရတယ်လို့နာကျင်ခံစားရတယ်ဟုတ်တယ်လေကိုရှာထားတဲ့ပစ္စည်းတစ်ခုဆုံးရှုံးသွားပြီနော်ဆိုရင်နာကျင်ခံစားရတယ်ကိုပိုင်တဲ့ပစ္စည်းတစ်ခုဟာရှင်မိမင်းခိုးသူမချစ်မနစ်တဲ့အရာဒီမွေးကသာသမီဆိုတဲ့ယတမျိုး၅ပါးကြောင့်ကိုရှာထားတဲ့ပစ္စည်းတွေဆုံးရှုံးသွားမယ်ဆိုရင်ရင်နာတယ်ဆိုတာဖြစ်တယ်ပေါ့ရှုကြုံမရစိတ်ဆင်းရဲမှုကြုံရတယ်အဲ့ဒါကိုပြောတာတန်လဝိတောဝရုပ္ပတိရှင်ဘတ်ထဲကိုမြတ်စူးဝင်လိုက်လို့ရှင်မြတ်မှန်လိုက်လို့ရှင်အဲ့ဒီပုဂ္ဂိုလ်ဘလောက်ခံရအဲ့ဒီခံရတယ်လို့ပဲကိုပိုင်တဲ့ပစ္စည်းတွေဆုံးရှုံးသွားတယ်အိမ်တွေဆုံးရှုံးသွားတယ်ယာတွေဆုံးရှုံးသွားတယ်ရွှေတွေငွေတွေဆုံးရှုံးသွားတယ်အဲ့ဆုံးရှုံးမှုနဲ့ကြုံတဲ့ပုဂ္ဂိုလ်ဟာခံစားရတယ်လို့ပြောဒါဟုတ်တာပဲနော်ဘယ်ခေတ်ပဲဖြစ်ဖြစ်ယာတုဆုံးရှုံးသွားရင်လည်းပဲခံစားရမှာပဲရှာတုအာနာဆုံးရှုံးသွားရင်လည်းခံစားရတယ်ရွှေငွေဥစ္စာဆုံးရှုံးသွားရင်လည်းခံစားရမယ်ကိုပိုင်တဲ့ပစ္စည်းတွေဆုံးရှုံးသွားရင်လည်းခံစားရတယ်အဲ့ဒါကိုပြောတာပြန်ဆိုပြဒါသဘာဝပဲအဲ့ဒါလို့နာကျင်ဆုံးရှုံးပြီးတော့သွားနိုင်တယ်တဲ့အဲ့တော့အခုဒီနှစ်ခုကိုရှင်းပြတာမင်းလိုချင်တာရတော့ကတော့ပြောတယ်နော်လိုချင်တာရရင်တော့ပြောတယ်လိုချင်တာရပြီးတော့ဆုံးရှုံးသွားပြီတော့မဟုတ်လိုချင်တာမရဘူးဆိုရင်ခံရခဲ့ပြီမြတ်စုသလိုခံရလိုက်မယ်အဲ့တော့ကာမဂုဏ်အာယုန်တွေကိုလိုချင်နေတာဟာအကောင့်တစ်ခုတည်းမဖြစ်ဘူးရရင်ဝန္တာမရရင်စိတ်ဆင်းရဲနှစ်ပိုင်းရှိနေတယ်ဆိုတာကိုသတိထားမှပြောတယ်နော်အဲ့တော့ဘယ်လိုရှောင်မလဲဘယ်လိုရှောင်မလဲသိကြပေါ့ပြောလို့မရဘူးကိုလိုချင်တာရမယ်လို့သိကြပေါ့ပြောလို့မရဘူးကိုရထားတဲ့ပစ္စည်းကလည်းကိုလက်ထဲမှာအမြဲရှိမယ်လို့သိကြပြောလို့မရဘူးအဲ့တော့လိုချင်တာမရတဲ့အခါမှာစိတ်ဆင်းရဲမယ်လိုချင်လို့ရထားတဲ့ပစ္စည်းတွေဆုံးရှုံးသွားရင်လည်းစိတ်ဆင်းရဲမယ်အဲ့တော့ထွက်ပေါက်ကပါတော့မြတ်စွာဘုရားကဆုံးမတကဆက်ပြီးတော့ပြောတာယောဂပိပရိဝိစေတိတပ္ပတိဝပတ္တအတိတောသောမံဝိတ္တိကလောကေတတောတပတိကတိပတိကမတိဧကမေယောဂမေပရိဝိစေတိတပ္ပတိဝတရာတိရောတပ္ပတိဝတိရောတပ္ပတတိရောပဒါခြေတော့ဖြင့်တပ္ပတတိရောညရဲ့ဥက္ခုံပိုင်ကိုပရိဝိစေတိဝိယရှာဤဝရှောင်းကျက်တဲ့ကဲ့သို့ရောကျင့်ပုဂ္ဂိုလ်သည်ကာမေကာမတို့ကိုလူကျင့်စရာအာယုန်တို့ကိုပရိဝိစေတိရှောင်းတယ်လူကျင့်တာတွေပေါ်မှာလူကျင့်တဲ့စိတ်မမွေးဘူးလူကျင့်တဲ့တဏှာမဖြစ်အောင်နေတယ်လူကျင့်တဲ့တဏှာဖြစ်ရင်တော့ခုပုံစံတိုင်းဖြစ်မှာပဲအဲ့တော့လူကျင့်တဲ့စိတ်ကိုရှောင်ရမယ်လူကျင့်တဲ့စိတ်ကိုရပြီးတော့လည်းပဲတက်မဲ့ထားတဲ့တွေ့တာထားတဲ့ဟာကိုရှောင်ရမယ်ဘယ်လိုရှောင်တာတော့ဆိုရင်မွေကြိုက်ခံရမှကြောက်တဲ့ပုဂ္ဂိုလ်ဟာမွေရဲ့ဥခေါင်းပိုင်းကိုအမြီးပိုင်းကဖြတ်လို့ကိစ္စမရှိဘူးခေါင်းပိုင်းကဖြတ်ရင်မွေကြိုက်ဖို့နေတယ်အဲ့ဒါကြောင့်မွေရဲ့အမြီးပိုင်းကပဲသွားတယ်ခေါင်းပိုင်းကမသွားဘူးခေါင်းကိုရှောင်တယ်ဒါကမွေပေါက်စားလေးဆိုရင်တော့ဒါသိမသိတာပေါ့တော်တယ်မှာထန်းလုံးလောက်ရှိတဲ့မွေကြီးတွေသွားနေတာလည်းရှိတယ်အဲ့သွားနေတဲ့မွေကြီးတွေဟာခေါင်းလာဘယ်ဟာကခေါင်းပိုင်းလဲဘယ်ဟာခြေပိုင်းလဲဆိုတာရုပ်တရက်မသိနိုင်ဘူးခေါင်းကြီးကြီးတာခေါင်းပိုင်းကသွားပြီးရင်တော့အစာဖြစ်သွားမှသိကြတယ်အဲ့ဒီခါမျိုးရည်ရွယ်ပြီးတော့ပြောပေါ်ရတယ်ကြားတာနော်အမတန်ကြီးတဲ့မွေကြီးတွေတော်ထဲမှာသွားနေတာရှိတယ်သွားတဲ့ခီးသွားတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီမွေကြီးကိုကြည့်ပြီးတော့မွေကြီးရဲ့ကြီးကုန်ကိုကြည့်လိုက်လို့ရှင်
ဒါကောင်းလားဒါကအမိလားဆိုတာကြည့်ပြီးသွားရင်အမိပိုင်ကသွားရမှာမသွားဘဲနဲ့ကောင်းပိုင်ကသွားပြီးလို့ရှိရင်တော့ပွေပြိုးတာခံရတယ်တော့ဘုံပွေရနောက်ကလိုက်တာလည်းခံရမယ်အဲကြောင့်မို့ပြောတာသဗ္ဗတေဝပတာတိတော်ကိုသွားမဲ့လမ်းကြောင်းဟာအမိပိုင်ကလမ်းကြောင်းကိုရွေးခေါင်းပိုင်ကလမ်းကြောင်းကိုမရွေးတဲ့အဲ့ဒီကောင်းပိုင်ကလမ်းကြောင်းကိုရှောင်ပြီးတော့သွားတယ်လို့လူချင်းစရာကာမဂုဏ်အာယုန်နေနဲ့ပတ်သက်လာပြီးတော့ရှောင်ဖို့ကြိုးစားပါတယ်မရှောင်လို့မွေရဲ့ကောင်းပိုင်သွားပြီးလို့ရှိရင်မွေလိုက်တာတော့မွေစားတာမွေရဲ့ကြိုက်တာတော့ခံရမှာပေါ့အဲ့ဒါကိုဆိုလို့တယ်နော်သောမံဝိတ္တိကံလောကေတတောသမတိကတိအဲ့ဒီပုဂ္ဂိုလ်ဟာလောကမှာတွေ့တာမှုကိုဖြစ်စေတတ်တဲ့လူချင်းစရာအာယုန်ဒီပေါ်မှာလူချင်းတွေ့တာတတ်တဲ့တဏှာကိုတဲ့တတိထားပြီးတော့ရှောင်ပါလူချင်းစိတ်တွေမဖြစ်ပါစေနဲ့လူချင်းစိတ်ဖြစ်လို့ရလာတဲ့အပေါ်မှာလည်းပဲတွေ့တာစိတ်မဖြစ်ပါစေနဲ့အဲ့တော့ဒီအဓိပ္ပာယ်ကနားလဲရမှာကပစ္စည်းမရှာရဘူးလို့မြတ်စွာဘုရားဟောတာမဟုတ်ဘူးမတွေ့တာရဘူးလို့ပြောတာအဓိကနော်ပစ္စည်းဟာလူတိုင်းဟာပစ္စည်းစားသုံးဖို့အသက်ရှိရတည်ဖို့ရတဲ့ရှာရမှာပဲရှာတဲ့အခါမှာလောဘနဲ့ရှာတာမဟုတ်ဘူးဘဝရတည်ဖို့အတွက်ရှာတာမရှာရဘူးမဟုတ်ရှာထားတဲ့ပစ္စည်းပေါ်မှာလောဘနဲ့မရှာနဲ့လောဘနဲ့မတွေ့တာနဲ့တခြားနိလန်းနဲ့ရှာလို့ရတယ်လေကိုနေ့စဉ်စားသုံးဖို့အတွက်ရှာတယ်နော်ပို့တာရှာနာလူဖို့တန်ဖို့ရှာတယ်နော်အဲ့ဒီရှာလေးကရှာပါရှာပြီးတော့သုထားတာမျိုးမဟုတ်ဘဲနဲ့သုံးတာဥမာမဲ့ပစ္စည်းဥစ္စာတွေချမ်းသာတယ်ရှားတယ်ဆိုကြတဲ့ကရည်ရွယ်ချက်ကပါတယ်သိမ့်ထားဖို့တွေ့တာဖို့ဆုပ်ကိုင်ထားဖို့ဒီလိုမဟုတ်ဘဲနဲ့ရလာတဲ့ပစ္စည်းဥစ္စာကိုချမ်းသာအောင်သုံးမယ်နံပါတ်1နံပါတ်2ကအမိဖေးချမ်းသာအောင်ထားမယ်နံပါတ်3ကကိုယ့်ရဲ့မိသားစုချမ်းသာအောင်ထားမယ်နံပါတ်4ကမိတ်ဆွေပေါင်းသင်းတွေကိုကူညီပေးမယ်နံပါတ်5ကဌာနပြုမယ်အဲ့ဒီနီးနဲ့ရှာတာကိုပြောတာအဲ့ဒီနီးနဲ့ရှာလို့ရှိရင်ခုနကကိုယ်ဒုက္ခမပေးတော့နော်မြတ်စွာဘုရားတရားတော်ကိုသွားပြီးတော့တချို့ကဘုရားဘာသာဘုရားဟောတဲ့တရားကြောင့်ဘုရားကပစ္စည်းမရှာရဘူးလို့ပစ္စည်းရှာရင်လောဘနဲ့ရှာတာပုဂ္ဂိုလ်ရဲ့ကြတယ်လို့ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့လိုတိတ်ပဲမဟုတ်ဘူးမှာမြတ်စွာဘုရားနော်ရှာရပါအတွက်ရှာတာလေသုံးဖို့အတွက်ရှာလို့ရသိမ့်တာဖို့မဟုတ်ဘူးသုံးဆွဲမယ်ခွဲဝေပြီးအသုံးပြုမယ်ဆိုရင်ဒါဒီကလောဘနဲ့ရှာတာမဟုတ်တော့ဘူးဒါကြတော့အဲ့ဒါမှကောင်းမြတ်တဲ့ဟာပဲပစ္စည်းဥစ္စာတွေကလောဘတကြီးနဲ့ရှာဖို့မဟုတ်ဘူးလို့ဆိုလို့တယ်နောက်တနည်းအားဖြင့်ဆိုရင်ကိုယ်ကစွန့်ရည်တတိရှိလို့ပစ္စည်းတွေရှာထားတယ်ရှားထားတဲ့ပစ္စည်းတွေကိုနောက်မျိုးဆက်တဲ့သာသမီတွေမိသားစုတွေဆွေမျိုးဆက်သုံးရပါစေဆိုတဲ့စိတ်နဲ့ရှာရလဲဒါနာကောင်းမှုဖြစ်တာပဲလေအဲ့လိုစိတ်နဲ့ဆိုလိုတာကလောဘနဲ့မရှာတယ်လို့ပြောတာအဓိကကတော့လောဘကိုတာဖို့ပြောတာဒါကိုသွားနားလဲပြီးတော့ပစ္စည်းလုံးဝမရှာရဘူးလို့ဒီလိုအဓိပ္ပာယ်နားလဲရမှာမဟုတ်ဘူးနော်မြတ်စွာဘုရားကအန္တသုတ်တမှာဆိုရင်လူဖြစ်လာလို့ရှိရင်နံပါတ်1စီးပွားရှာတတ်ရမယ်စီးပွားရှာတဲ့မျက်လုံးရှိရမယ်နံပါတ်2ကကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့အသိမျက်လုံးရှိရမယ်အမြင်မျက်စိရှိရမယ်ဒါမှလူဝါပြည့်စုံတယ်ဆိုလိုတာကလူဖြစ်လာရင်စီးပွားလည်းရှာရမယ်ကိုယ်ကျင့်တရားကောင်းအောင်လည်းလုပ်ရမယ်ဒါပြောတာနော်အဲ့ဒီနှစ်ခုပြည့်စုံမှလောကပြည့်စုံအဲ့လိုမဟုတ်ပဲနဲ့စီးပွားတစ်ဖက်သက်ရှာမယ်ကိုယ်ကျင့်တရားကဖြစ်ချင်တယ်လို့ဖြစ်နေတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေကနောက်ဘဝဆိုတာအကောင်းမရှိနိုင်ဘူးပေါ့နော်ဆုံးရှုံးနိုင်တယ်ပေါ့အဲ့လိုဆိုလိုတာပေါ့အခုဒီမှာလည်းပဲတရားကျင့်တဲ့ပုဂ္ဂိုလ်ပိုင်းကြတော့ပစ္စည်းဥစ္စာကိုမတွေ့တာနဲ့လို့ပြောတယ်မတွေ့တာနဲ့ကောင်းတာရပြီးတော့ကောင်းတာသုံးတာဟာအပြစ်မဟုတ်ဘူး
မြတ်စွာဘုရားလက်ထက်ကလည်းမြတ်စွာဘုရားကိုဆွဆွဲခဲ့ရတာတွေရှိတယ်ရဟန်းဂေါတမဟာတဲ့အမတန်လှပတဲ့တထေးတွေကဆောက်လုပ်ထားတဲ့ကျောင်းကောင်းကောင်းပေါ်မှာနေပြီးတော့ဘိုးလုံးလေးလုံးနဲ့စိတ်ကြကြနေရတဲ့ဒါသူ့လောဘကြောင့်ပဲလို့စိတ်ကထင်အဲလိုဆွဆွဲတာမြင်တာရှိမြတ်စွာဘုရားအလိုမဟုတ်ဘူးနှလုံးသွင်းရပါတော့လှူထားတဲ့လူတွေကုသိုလ်ရကြပါစေဆိုစိတ်ပစ္စည်းသုံးနိုင်လောဘမဟုတ်ဘူးဒါနော်ပစ္စည်းသုံးနိုင်အဲ့တော့ကိုထင်တယ်လို့ဟုတ်ချင်မှာဟုတ်တာအဲ့သွားပြီးတော့အဆွဆွဲအောင်ဥပမာရှင်သာရိပုတ္တရာနဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာကကောကလိကဆိုတဲ့မြို့ကိုရောက်တဲ့အချိန်မှာကောကလိကဆိုတဲ့ယဟန်ကသူ့မျိုးရွာကလူတွေကိုတိုက်တွန်းနှိုးဆော်ပြီးရှင်သာရိပုတ္တရာတို့လာတဲ့အခါမှာလှူကြတန်ညနဲ့ဆိုပြီးတော့မအမရတွေတောင်းတဲ့သဘောမျိုးလုပ်တာရှင်သာရိပုတ္တရာကအဲ့ဒါတွေတခုမှလက်မခံတော့ဘာဖြစ်လို့တော့ဆိုရင်မြတ်စွာဘုရားပစ္စည်းနဲ့ပတ်သက်ပြီးတောင်းတာတို့မလုပ်ဘူးအလှခံတာတို့မကြိုက်ဘူးနော်တောင်းရဘူးလူမခံရဘူးလာလှရင်တော့လက်ခံလို့ရတယ်လှကြပါတန်းကြပါတော့မလုပ်အောင်ဘုန်းကြီးတွေနေတယ်အဲ့ဒါအဲ့လိုလုပ်လို့ရှိရင်ပယုတ်တဝါစာဝိညတ္တိပစ္စည်းနဲ့ပတ်သက်တဲ့စကားမပြောရဘူးနေသာတော့မထုတ်တယ်ဝိညတ္တိတောင်းဖို့ဆိုတာအဝေးကြီးမလုပ်ရဘူးလို့ဆိုလို့သူတရားတရားရောက်လာလှရင်တော့လက်ခံလို့ရတယ်အလှမခံရဘူးတစားစားပြောပြီးလှကြပါတန်းကြပါလို့အလှမခံရဘူးအလှကိုတော့လက်ခံလို့ရတယ်ဒီလိုဆိုလို့ရပေါ့နော်အဲ့တော့ရှင်သာရိပုတ္တရာကအဲ့ဒီလိုလှကြပါတန်းကြပါလို့ပြောထားတဲ့ဆုံးကောနေကိုတခုမှလက်မခံဆုံးခံသွားစားဆုံးခံပြီးတော့စားနောက်တစ်ခါရောက်တဲ့အခါကျတော့လူတွေကရှင်သာရိပုတ္တရာရှင်မောက္ကလတို့အတွက်သင်္ကန်းအစုံ900လှူတယ်အဲ့ဒီ900လုံးကိုရှင်သာရိပုတ္တရာယူသွားတယ်ဘာဖြစ်လို့လဲဆိုသူတို့ရဲ့နောက်မှာတပည့်တွေက900 1000ရှိတာအဲ့ဒီတပည့်တွေဝေးပေးဖို့ရလူကိုလက်ခံတာသူတို့ဘာသိလာလှူတာကိုတော့လက်ခံတယ်အဲ့ကြတော့ကောကလိကယဟန်ကအရင်တော့ငါလှူခံတဲ့ဟာတော့သူကမယူဘူးအခုကျတော့လောဘကြီးပြီးသင်္ကန်းတွေအစုံ900တောင်ယူသွားတယ်ဆိုပြီးတော့ဆွဆွဲရှင်သာရိပုတ္တရာရဲ့ရည်ရွယ်ချက်တွေမှာဒီသင်္ကန်းတွေသူကုန်သုံးဖို့လို့ဒီလိုပြောတာမဟုတ်ဘူးဒီလိုရည်ရွယ်ချက်မရှိဘူးသင်္ကန်းမရှိတဲ့ကိုယ်တော်လေးတွေကိုမျှဝေပေးမယ်ဆိုပြီးတော့လက်ခံသွားအဲ့ဒါသွားပြီးတော့ဆွဆွဲတယ်တော့လောကကြီးမှာဆွဲလန်းခြင်းသိမ့်ပိုက်ခြင်းဆိုတဲ့ဟာတွေကကိလေသာနဲ့ဆွဲလန်းတာသိမ့်ပိုက်တာရှိတယ်ပစ္စည်းရှာတာလဲလောဘနဲ့ရှာတာရှိတယ်အများအတွက်ရှာပေးတာရှိတယ်မတူလှူဖို့ရှာတာရှိတယ်ကျွေးဖို့မွေဖို့ရှာတာရှိတယ်အဲ့တော့ပစ္စည်းရှာတာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ဖြစ်အောင်ရှာရင်တော့အကုသိုလ်ဖြစ်မှာပဲကုသိုလ်ဖြစ်အောင်ရှာလို့ရတယ်ကိုရတဲ့ပစ္စည်းကိုအမေကျွေးမယ်အဖေကျွေးမယ်ကုသိုလ်ရတယ်ရှာလို့ရတယ်အဲ့ဒါဘာလို့အဓိကတော့ intention ကအဓိကကြတယ်နော်တို့ချင်းလောဘနဲ့ရှာတာမဟုတ်ဘူးအသုံးပြုဖို့ရှာအသုံးပြုကတော့ရှာကိုရှာမရှာဘူးပြောတာဒါမှမဟုတ်ဒီသုတ်တံမှာဟောတာအဲ့ဒါကိုပြောတာမဟုတ်ဘူးနော်ဘာလို့လဲဆိုစန္ဒစတ္တတတိတ်လို့ခြင်းနဲ့လောဘတွေကပြင်းထန်လာလူချင်းနေတာအဲ့ဒါကြောင့်မို့အဲ့ဒီလူချင်းမှုသိမ့်ပိုက်မှုအရာကင်ကရှာဖွေမှုရထားရင်သိမ့်ပိုက်ထားမှုအဲ့ဒါတွေကအကုသိုလ်ဆက်ဆက်ဖြစ်တယ်နော်ရှာဖွေတာဟာအသုံးချဖို့ဖြစ်တယ်အသုံးချဖို့ရှာလို့ရှိရင်ဘယ်တော့ပို့အောင်ရှာငါမရှိတဲ့နောက်ငါသားသမီးမြေမြစ်တွေသုံးရပါစေကိုမနေလဲတခြားပုဂ္ဂိုလ်တွေနေပါစေလို့လို့ရတယ်ရှာလို့ရတယ်အဲ့ဒါကြတော့မွန်မြတ်တယ်လို့ခေါ်တယ်ကိုချိုးကြည့်တာမဟုတ်အများကျိုးကြည့်တာဒါမှမဟုတ်ရှေးတုန်းကမြန်မာပြည်မှာလူကြီးတွေဟာသူတို့ဘဝမှာသူတို့တပည့်နေစိုက်ပြိုးသွားကြတယ်မကြီးဝင်းကြီးတွေစိုက်တယ်အုံးမင်းနေစိုက်တယ်ထပင်းနေစိုက်တယ်ဘာလို့တော့နောက်လူတွေစားကြပါစေဆွဲစိတ်နဲ့စိုက်သူတို့အသက်နဲ့မမိဘူးဆိုတာသိပြီမဲ့လုပ်တယ်ကိုယ်တက်လုပ်တာမဟုတ်ဘူးဆိုတာထင်ရှားတယ်လေအဲ့တော့မျိုးကြတော့ကုသိုလ်ရတယ်လို့သူတို့ပြောတယ်
အဲ့ဒီလိုချင်လောဘနဲ့ဒီလိုချင်လောဘဆိုတဲ့လိုချင်လောဘကိုရှောင်ရှားရမယ်မွေးရဲ့ခေါင်းမိုင်းကိုရှောင်ပြီးတော့သွားတယ်လို့ပဲလိုချင်လောဘတဏှာကိုရှောင်ရမယ်အဲ့ဒီတွတ်တာသိမ့်ပိုက်တတ်တဲ့တဏှာကိုတတိထားပြီးတော့ရှောင်ကျက်ပါလို့ဒီလိုပြောတာနော်ဒါကတတိယကထာအနေနဲ့အဲ့လိုခေါ်တယ်နောက်စတုထကထာကြတော့ခိတံဝုထုံဟိရိညာဝါခဝတ္တန္တာတပောရိတံတိယောပန္တိပုထုကာမေယောတရောအနုခိစတိပစ္စည်းဥစ္စာပေါ်မှာလူတွေဟာရှာယုနဲ့မကဘူးတွေ့တာတတ်တယ်ဘာတွေကိုတွေ့တာတော့ဆိုဒီမှာတော့စရင်လေးထုတ်ပြထားတယ်ခိတ္တဆိုတာလေဝုထုဆိုတာယာဥမာအိမ်ရမြေခွက်ပဲဖြစ်စေတခြားဟာတွေပေါ့အိမ်ဆောင်မဲ့မြေခွက်တွေခုခေတ်ရှာနေကြတဲ့ဟာတွေပါတော့ပေါ့နော်ခိတ္တဆိုတာလေဝုထုဆိုတာယာအိမ်ခွက်တွေဟိရိညာရွှေတွေငွေတွေခဝတ္တနွားတို့မြင်းတို့ဒါသပောရိတကိုယ့်ရဲ့ခိုင်းစေရှိခေတ်ကကြေးကျွန်ရှိတဲ့အလုသမားရှိတယ်အဲ့ဒါတွေထိယောအမျိုးသမီးတွေဗန္ဓုဆွေမျိုးသားချင်းတွေပုထုကာမေရည်တွက်လို့မရအောင်လွန်များပြတဲ့လူချင်းစရာအာယုန်တွေကိုတဲ့ယောနရောအနုခိစတိအဲ့ဒါတွေကိုတွေ့တာတတ်မဲ့ပြီးတော့နေမဲ့ဆိုရင်ကိုရှာထားတဲ့ပစ္စည်းတွေဟာအတိုင်းတစ်ခုနဲ့ရှာထားတယ်ဘလို့ပဲချမ်းသာစနစ်တကျသုံးဆဲတာဒါအပြစ်မဟုတ်နာရဝိန္ဒတိကြီးဆိုရင်လည်းသူပစ္စည်းတွေအများကြီးရှိတာပဲလေစေရွန်ကျောင်းဆောက်တော့ကမြေဝဲတာတွေမဲ့18ကလေးအဲ့ဒါဒင်းငါးတွေနော်ဟွာတွေမဟုတ်ဘူးရွှေဒင်းငါးတွေ18ကလေးကျောင်းဆောက်တာက18ကလေးရေစက်ချဝဲလောက်တာက54ကလေးသုံးချလိုက်တာတပွဲတဲ့တွေမဲ့စေရွန်ကျောင်းနဲ့ပတ်သက်ပြီးတော့54ကလေးလှူတာသူရှာထားတဲ့ငွေတွေလေဒါတွေကုန်လို့အဲ့ဒါတွေပေါ်မှာသူတွေ့တာပြီးတော့မနေဘူးဆုံးလို့တာအကယ်၍အဲ့ဒီလိုမလွတ်နိုင်ပဲနဲ့တွေ့တာပြီးတော့နေမယ်ကိုရှာထားတဲ့ပစ္စည်းတွေကိုမသုံးရမဆွဲရတက်တာပြီးတော့နေမယ်ဆိုရင်ဘာဖြစ်လဲအပလာနံပလိယန္တိကိုရင်ထဲမှာဖြစ်တဲ့သူအတိပ္ပယ်တစ်ခုကတော့အပလအင်အားတကယ်မရှိတဲ့ဒီကိလေသာတွေဆိုမာတော့ကိလေသာဆိုတာအင်အားမရှိဘူးဆိုတဲ့ကိလေသာရဲ့လို့တော့ရှားပါလိမ့်မယ်အင်အားရှိလိမ့်မယ်အဲ့တော့အတိပ္ပယ်တစ်မျိုးပြမယ်ဆိုရင်အပလနံပလိယန္တိအပလံစိတ်သက်ခွန်အားကင်းမဲ့တဲ့နန္ထုပုဂ္ဂိုလ်ကိုပလိယန္တိကိလေသာလောဘတဏှာလောဘတွေကအနိုင်ကျင့်သွားလိမ့်မယ်လွှမ်းမိုးသွားလိမ့်မယ်လို့ဆိုလို့ကိုယ့်ရဲ့ယင်ထဲမှာဖြစ်ပေါ်လာတဲ့မရခင်ကလိုချင်တဲ့တဏှာရှားပြီးတော့တွေ့တာထားတဲ့တဏှာအဲ့ဒီတဏှာလောဘကိလေသာတွေကသူ့ကိုလွှမ်းမိုးသွားလိမ့်မယ်ဘယ်တော့မှယုံထွက်နိုင်မှာမဟုတ်ဘူးကိုပစ္စည်းလေးတွေကိုနှမျောပြီးတော့မလွှတ်နိုင်ယုံမထွက်နိုင်မတုံးရဲ့မဆွဲရဲ့အဲ့လိုသိမ့်ထားတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးရှိတယ်သေတော့ပြိတ္တာဖြစ်သွားကြတယ်ဥဒ္ဒစောဖြစ်သွားကြတယ်နော်အဲ့ဒါမျိုးတွေအဲ့ဒါကိုပြောတာအပလနံပလိယန္တိစိတ်သက်ခွန်အားမရှိတဲ့ပုဂ္ဂိုလ်တွေကိုကိလေသာတွေကအနိုင်ထက်ပြုတ်ကျင့်ပြီးတော့လွှမ်းမိုးသွားလိမ့်မယ်တဲ့မတ္တန်တေနံပရိတ္တယဒုက္ခပေးမဲ့အရာတွေကအဲ့ဒီပုဂ္ဂိုလ်ကိုနော်နှိမ့်ဆက်ကြလိုက်ပဲစိတ်ပိုင်းဆိုင်ရာကိုယ်ချင်းပိုင်းဆိုင်ရာကိုဖြည့်ဆည်းပြကြတာဝိုင်းပြီးတော့နော်ကိုယ့်ရဲ့အန္တရာယ်ကိုဖြစ်ပေါ်လာစေလိမ့်မယ်တဲ့တတောနံဒုက္ခမနွေတိအဲ့ဒီလိုကိလေသာတွေရဲ့အနှိမ့်ဆက်ခံရတဲ့ပုဂ္ဂိုလ်မသုံးရမဆွဲရပစ္စည်းကိုနှမျောလို့သိမ့်ထားဒီကနေ့ကျတော့ငါဟာတွေနဲ့ဖြစ်နော်မရှက်ကဇတ်မှာမရှက်ကဆိုတဲ့ငှက်ရှိတယ်ငှက်တစ်ကောင်ရှိတယ်အဲ့ဒီငှက်မျိုးကတစ်ပင်မောဝိုင်းအောင်ပြီးတော့အသီးသီးတဲ့အချိန်မှာတစ်ပင်မောမှာငှက်အုပ်ကြီးတွေကြာလာပြီးတော့အသီးကိုစားတယ်အဲ့ဒီငှက်ကလိုက်ပြီးတော့ငါဟာနဲ့အော်တာသူလည်းမစားရအောင်နော်သူများတွေကတော့
နာညိပါညိအဲ့သူဘလောက်ကိုစားချင်တာစားပြီးပြန်သွားကြသူကတော့အော်နေတာနဲ့မစားလိုက်ရဘူးမရှက်ကငဲ့စားရှိတယ်နော်ငါဟာနဲ့ဟိုအသီးလေးလည်းငါအသီးဒီအသီးလေးကလည်းငါအသီးနဲ့သူကမစားဘဲနဲ့လိုက်အော်နေတယ်ငှက်ရှိတယ်အဲ့ဒီငှက်ကိုမရှက်ကငှက်လို့ခေါ်တယ်အဲ့ဒါတော့ပဲပစ္စည်းဥစ္စာတွေရှာထားပြီးတော့မလူရဲ့မတန်းရဲ့မပေးရဲ့မလူရဲ့မတန်းရဲ့ဆိုတာဘုန်းကြီးတွေကိုလှူတာပြောတာမဟုတ်ဘူးနော်မြတ်စွာဘုရားကမသုံးရဲ့မစားရဲ့ခုနပြောတဲ့အတိုင်းကိုရထားတဲ့ပစ္စည်းကိုယ်တိုင်ချမ်းသာအောင်နေရမယ်ကားစိမ့်နိုင်ရင်စီးအိမ်ကောင်းကောင်းဆောင်နိုင်ရင်ဆောက်ရွှေငွေဝယ်နိုင်ဝယ်ထားနော်ကိုချမ်းသာအောင်နေနံပါတ်1နံပါတ်2ကအမေဖေးချမ်းသာအောင်ထားနံပါတ်3ကကိုမိသားစုချမ်းသာအောင်ထားနံပါတ်4ကမိတ်ဆွေတွေပိုးလာလို့ရှိရင်ကိုကြီးပေးမယ်နံပါတ်5ကျတော့မှဒါနကောင်းမှုလုပ်ပဲလို့ပြောတာအဲ့ဒါစနစ်တကျသုံးဆွဲအဲ့ဒါလို့ဆိုလို့ရှိရင်ပစ္စည်းဥစ္စာကကိုယ်ဒုက္ခမပေးဘူးတဲ့နော်တတောနံဒုက္ခမနွေတိနာဝံပိဏမိဝဒကံလှေဟာပေါက်သွားပြီဆိုလို့ရှိရင်အဲ့လှေတဲ့ကိုရေတွေဝင်လာမှာပဲဝင်လာလို့ရှိရင်အဲ့ဒီလှေကြီးကပြုတ်ဖို့ပဲရှိတယ်လှေမြုပ်သွားလို့ရှိရင်သူကဒုက္ခရောက်မှာပေါ့တော့အဲ့ဒါလို့ပဲကိုယ့်ရဲ့စိတ်ထဲမှာကိလေသာဝန်တို့ဝန်ဘိုးတွေနဲ့လေးလံပြီးပစ္စည်းဥစ္စာကိုနှမျောတွေ့တာမှုတွေနဲ့ပဲနေပဲဆိုလို့ရှိရင်နောက်ဆုံးမှာလောဘနဲ့တည်တဲ့အခါပြိတ္တဘဝရောက်ပြီးတော့အဲ့ဒီဥစ္စာတို့ကြီးကိုစောင့်ပြီးတော့နေရတယ်ဥဒ္ဒဆောင်လေးဖြစ်ကုန်ရောအဲ့ဒါကိုလာပြီးတော့တိုက်ကလာတယ်ပဲတိုက်ကမှလည်းမသိဘူးငှက်တိုက်လားချက်တိုက်လားဝက်တိုက်လားမသိဘူးအဲ့ဒါတို့တွေဖြစ်ကုန်ရောနော်အဲ့တော့ကိလေသာတွေကကိုယ်ကိုနိုင်ကျင့်ပြီးတော့ရှေ့ထဲမှာလှေမြုပ်သွားသလိုဒုက္ခတွေလွန်မိုးမှုကိုခံရတတ်တယ်တဲ့ဒါနံပါတ်5ကထာနံပါတ်6ကထာကြတော့မြတ်စွာဘုရားတိုက်တွန်းနှိုးဆော်တယ်နော်ဘယ်လိုလိုက်နာကျင့်သုံးရမလဲဆိုအလမ်းပြပေးတယ်တတ္တမသန္တုတရတတောကာမနိပရိဝိစေတတ္တမထားကြောင့်သန္တုတတ္တဝဟာအမျိုးသားအမျိုးသမီးဟာတရတတောအမြဲတမ်းတတိထားပြီးတော့ကာမနိလူချင်းစရာတို့ကိုလူချင်းတတ်တဲ့တဏှာကိုပြိဝိစေရှောင်ရှားပါလေလူချင်းစရာအာယုံကိုလူချင်းနေတဲ့တဏှာမဖြစ်အောင်ထိမ့်သိမ့်ပါလို့ပြောတာနော်လူချင်းစရာတွေကတော့သူရှိနေလူချင်းစရာတွေကိုလွန့်ပစ်ခိုင်းတာမဟုတ်ဘူးဒါသဘောပေါက်ဖို့နော်လူချင်းစရာတွေပေါ်မှာလူချင်းတတ်မဲ့နေတဲ့တဏှာကိုရှောင်ပါမဖြစ်အောင်လုပ်ပါဖြစ်နေရင်လည်းရှော့ချပြစ်ပါလို့ပြောတာနော်ရှော့ချပြစ်လူတဲ့နာလူထားတဲ့နာထားစားတဲ့နာစားလို့ဆိုလိုတယ်ပေါ့တတ္တမထားကြောင့်စန္တုအမျိုးကောင်းသားအမျိုးကောင်းသမီးဟာတရတတော်အမြဲတတိထားပြီးကာမဏိလူချင်းစရာဝတ္ထုကိုလူချင်းတဲ့တဏှာတို့ကိုပရိဝိစေရှောင်ကျင်ပါလေဒါဘုရားရဲ့ဆုံးမပဲဒါရှောင်ဖို့ပဲလို့တယ်နော်တေထုကာမတို့ကိုပဟာယစွန့်ပယ်၍လူချင်းတတ်တဲ့တဏှာလောဘကိုဖယ်လိုက်ပါပစ္စည်းဥစ္စာတွေဖယ်ခိုင်းတာမဟုတ်ဘူးနော်လူချင်းတတ်တဲ့တဏှာကိုဖယ်လိုက်ပါရှော့ချလို့ရတယ်လေနော်တဏှာလောဘကိုရှော့ချပြီးတော့ဩခံတတ္တယတိဟုသောဝဲဩဃကိုတရိဖြတ်ကူးနိုင်အောင်ကြိုးစားပါလူချင်းစရာပစ္စည်းဥစ္စာတွေကိုပိုင်ဆိုင်နေတာတွေကိုမစွန့်နိုင်မပယ်နိုင်နော်အဲ့ဒါတွေကိုတွေ့တာသိမ့်ပိုက်ပြီးတော့မနေနဲ့သူမိတာယတိရဲ့အလောင်းသူမိတာပညာရှိအလွန်ချမ်းသာတယ်အလွန်ချမ်းသာတာတွေကိုအကုန်လုံးလူပြစ်ခဲ့ပြီးတော့ထွက်သွားတာအဲ့ဒါဘာကိုစွန့်တာတော့တမန်အပြင်လူတွေကကြည့်လိုက်မယ်ရွှေတွေငွေတွေစွန့်သွားတယ်လို့ထင်တာဘယ်ဟုတ်မှာတော့သူစိတ်ထဲကလိုချင်တဲ့တဏှာကိုစွန့်လူတွေကရွှေတွေငွေတွေကိုသာမြင်တာအဲ့ဒီရွှေတွေငွေတွေကိုသိမ့်ပိုက်တဲ့တဏှာရဲ့အဖြစ်ကိုမမြင်ဘူးနော်အဲ့ကြောင့်မို့သူစွန့်လွတ်တာဟာပစ္စည်းဥစ္စာတွေမဟုတ်ဘူးပစ္စည်းဥစ္စာကိုတွဲလာနေတဲ့တဏှာကိုစွန့်လွတ်တာပဲအဓိကစွန့်လွတ်ရမှာအဲ့ဒါပဲနော်အဲ့ဒါစွန့်လွတ်တာပရိဝိစေရှောင်ကျင်ပါလေတ
တိထုကာမတို့လူချင်းတတ်တဲ့ကာမတို့တဏှာတို့ကိုပါဟယစွန့်ပယ်ပြီးဩဃံတဏှာဩဃကိုတရေဖြတ်ကူးပါလေပေါ်ပါပါနဲ့သွားဖို့ဒါကိုဝန်တို့ဝန်မိုးကြီးထမ်းပြီးတော့သွားမယ်ဆိုရင်ရေရမြုပ်သွားမှာပေါ့အဲ့ဒါတွေကိုဖယ်လိုက်နော်ဖယ်ပြီးတော့ပေါ်ပါပါသွားခဏကိုယ်လည်းမတွေ့နဲ့ဘာကိုမှမတွေ့နဲ့မတွေ့ပဲနဲ့သွားနာဝံတိတ်တဝဝပါရကူလှေထဲမှာရေမရှိဘူးလှေဝမ်းပိုက်ထဲမှာရေတွေရောက်နေရင်အဲ့ဒီရေတွေကိုထုတ်ပလိုက်ထုတ်ပြလိုက်လို့ရှိရင်လှေဟာပေါ်ပါပါဟိုတစ်ဖက်ကကိုရောက်သွားတယ်နာဝံတိတ်တော်ရေတွေကိုသွန်ပြစ်ပဲ့ပြစ်ပြီးတော့ပက်ထုတ်ပြီးတော့လှေဟာပေါ်ပါပါနဲ့ဟိုတစ်ဖက်ကထီအောင်ရောက်ရှိသွားနိုင်တယ်အဲ့ဒါတော့ပဲကိုယ်ခန္ဓာကိုယ်ထဲမှာကိလေသာဆိုတဲ့ဝန်တို့မိုးတွေကိုအပုထမ်းမထားနဲ့တွေ့တာပြီးတော့မနေနဲ့ရှင်တဲ့ကိလေသာတွေကိုပဲထုတ်ပြီးပေါ်ပါပါနဲ့ဟိုတစ်ဖက်ကရောက်သိချီအောင်သွားပါဒါမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲအဲ့ဒါဒီကာမတုတ်ကခါထပုတ်ပေါင်း6ပုတ်နဲ့အခုလိုဟောတာလေးဟာရှင်းရှင်းလင်းလင်းပဲနော်အချင်းချုပ်ပြန်ပြောမယ်ဆိုလို့ရှိရင်လိုချင်တာရရင်သူကပြောတယ်လိုချင်တာမရဘူးဆုံးရှုံးသွားလို့ရှိရင်လည်းရင်ဝကိုမြတ်စုသလိုခံစားရတယ်ဒါကြောင့်မို့ပျော်ရွှင်ခြင်းစိတ်ဆင်းရဲခြင်းဆိုတာတွေမဖြစ်အောင်လိုချင်တဲ့တဏှာကိုရှောင်လိုက်ပါတဲ့မွေရဲ့အုတ်ခေါင်းပိုင်းကမသွားပဲနဲ့အမိပိုင်းကသွားသလိုကာမဂုဏ်အာယုန်တွေကိုတတိထားပြီးတော့မတွေ့တာတဲ့စိတ်နဲ့ရှောင်လိုက်ပါလောကမှာလိုချင်စရာလဲရရွှေငွေကျွမ်းတော့တိရစ္ဆာန်ကိုမွေးထားတဲ့အရာတွေအမျိုးသမီးတွေမိတ်ဆွေတွေလိုချင်စရာအာယုန်တွေအဲ့ဒါတွေပေါ်မှာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေမဲ့ဆိုလို့ရှိရင်စိတ်ဓာတ်ခွန်အားမရှိတဲ့မင်းကိုကိလေသာတွေကလာပြီးတော့လွှမ်းမိုးလိမ့်မယ်ဖေးရအန္တရာယ်တွေကမင်းကိုချိုးနှိမ်လိမ့်မယ်အဲ့ဒီကြတော့လှေပေါက်ကြီးလို့ပဲရေထဲမြုပ်သွားလိမ့်မယ်တန်တရားထဲမှာမြုပ်သွားလိမ့်မယ်လှေပေါက်ကြီးဟာရှေးဝင်ပြီးတော့မြုပ်သွားရင်ဒုက္ခတွေကြုံတွေ့ရတယ်လို့မင်းတဲ့ဒုက္ခတွေတွေ့လိမ့်မယ်တဲ့ဒါကြောင့်မို့တတိထားပြီးတော့ကာမဂုဏ်အာယုန်တွေကိုတွေ့တတ်တဲ့တဏှာကိုရှောင်လိုက်ပါတဲ့ပေါ်ပေါ်ပါပါနဲ့တန်တရားဝဲဩဃဖြတ်ကျော်ပါရှေးတဲ့ဝန်းနဲ့မှာလေဝန်းနဲ့မှာရေတွေကုံစင်အောင်ပက်ထုတ်ပြီးတော့ဟိုဘက်ကန့်ရောက်အောင်ကူးပါလို့မြတ်စွာဘုရားဒီလိုတိုက်တွန်းနှိုးဆော်တာဖြစ်တယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓကိုယ်တိုင်ကြားနာတဲ့ဒီကာမတုတ်တန်ရဲ့အထိပ္ပယ်ကိုနာယူမှတ်သားကြပြီးတော့မိမိတို့ဘဝမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာရှင်ဖရာဖရာတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ဆင်းရဲခြင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အား
ကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ပုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြဂုဏ်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း